ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာတက်မြင့်စနစ်စက်ကြီးရောက်ပြကန်နေပြောပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ရာမ9000 IE ဝက်3500ထွက်တဲ့မီးစက်လေးကိုကြောက်တရားမျိုးနေရနေပြီးတော့လာရောက်ဝယ်ယူအပ်ပေးသွားပေးဖြစ်ပါတယ်ဆက်လေးကိုတော့ engine white တက်စီထဲတဲ့နောက်ပြီးတော့ battery ကြိုးလေးတက်တယ်ပြီးတော့ရင်တော့ဆန်းနှုတ်ပြပေးပါတယ်ရှင်ဆက်လေးကတော့ကြိုးဆွဲပြီးနှိုးလို့ရတယ် push တက်လေးနဲ့နှိုးလို့ရပါတယ်ရှင်ဝက်3500ထွက်တာမို့လို့အဲကုန်းသုံးမယ်ဆိုလဲအဲကုန်းတစ်ခေါင်ခွဲတစ်လုံးသုံးလို့ရပါတယ်ရှင်။နောက်ပြီးတော့ DB မီချောင်းပန်ကားလေးတွဲပြီးတော့သုံးပြလို့ရပါတယ်ရှင်။ဆိုင်မှာလာရောက်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ဆိုင်အမှတ်52 58 54လဲဘလောက်ပစွန်တော်မြို့နယ်မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။ဆက်သွယ်မြတ်ဆုံးတဲ့ခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်3995588811နဲ့399951နဲ့669လေးတို့ကိုဆက်သွယ်မြတ်ဆုံးနိုင်ပါတယ်ရှင်။ဆက်လေးမှာတော့ engine wire နဲ့နေအချက်ပြတဲ့မီးလေးပါမယ်နောက်ပြီးတော့ eco မှုလေးပါမယ်နောက်ပြီးတော့ voltage ကြီးတဲ့နေရာလေးလည်းပါပါမယ်ရှင်ဆက်လေးကိုတော့ customer စိတ်ထဲကြားဆန်းနှုတ်ပြပြီးတော့ရောင်းပေးလိုက်ပါရရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်